လူတွေကိုသူတို့ရဲ့အကျင့်စရိုက်ပေါ်အခြေခံပြီးတော့ extrovert နဲ့ introvert ဆိုပြီးတော့အမျိုးအစားနှစ်မျိုးခွဲခြားနိုင်တယ်။ extrovert လို့ပြောလိုက်တာနဲ့အားလုံးသိကြတဲ့အတိုင်း social ကောင်းပြီးတော့လူအများစုနဲ့နေရာကိုကျတဲ့တက်ကြတယ်။ introvert လေးတွေကတော့တယောက်တည်းခက်အေးနေလေးရှိတဲ့သူလေးဖြစ်ပါတယ်။အခုဒီဗီဒီယိုထဲမှာတော့ introvert ကိုမှနောက်ထပ်အမျိုးအစား၄မျိုးအကြောင်းကိုပြပြပေးသွားပါမယ်။နံပါတ်1ကတော့ social introvert ပါ social introvert လေးတွေကစကားပြောရတာလည်းကြိုက်တယ်အပြင်သွားတာလည်းကြိုက်တယ်ဒါပေမဲ့သူတို့ကအပြင်သွားတဲ့အခါမှာအေးအေးဆေးဆေးဖြစ်တဲ့နေရာလေးတွေကိုပဲသွားလေးရှိတယ်စကားပြောတာကြိုက်တယ်ဆိုတာကလည်းသူတို့နဲ့ရင်းနှီးခင်မင်တဲ့သူတွေနဲ့ပဲစကားပြောလေးရှိပါတယ်စကားပြောတာကြိုက်တဲ့ social introvert လေးတွေကလည်း introvert တွေကတယောက်ဖြစ်တာမလို့ social မှာစကားပြောပြီးအခါသူတို့ကိုယ်သူတို့ပြန်ပြီး relax လုပ်ပြီးဖို့အတွက်တယောက်ထည့်နေဖို့တော့အချိန်လိုအပ်ပါတယ်နံပါတ်2 thinking introvert social introvert တွေလိုမျိုးစကားအများကြီးပြောလို့မရှိဘဲနဲ့သူများစကားပြောရလေးတွေကိုလိုက်နားထောင်ပေးတတ်တယ်။တခါတလေတယောက်တည်းတွေးနေတတ်ပြီးတော့သူတို့ကိုယ်သူတို့ပြန်ပြီးသုံးသပ်နေလေးရှိတယ်။တခုရှိတာကဒီ thinking introvert တွေကသူတို့တွေးသမျှကိုပါဇက်ကနေမှပြန်ပြီးပြောမထွက်ဘူးဖြစ်ကြတယ်။ဉာဏ်ပညာပိုင်းမှာဆိုရင်လည်းစူးစမ်းလူစိတ်ရှိပြီးတော့တကူတဲ့လှုပ်ဆောင်ရတဲ့အလုပ်တွေကိုကြိုက်နေတတ်ကြတဲ့သူတွေပါ။နံပါတ်3 anxious introvert ဒီ introvert လေးတွေကတော့ပတ်ဝန်းကျင်ကသူတို့ကိုစောင့်ကြည့်နေတယ်ပတ်ဝန်းကျင်ကသူတို့ကိုပြစ်တင်ပြောဆိုတော့မယ်ဆိုပြီးတော့အမြဲတမ်းစိုးရင်ကြောက်ကြနေလေးရှိတဲ့ introvert လေးတွေပါဒီ anxious introvert လေးတွေကလူတွေနဲ့အပြန်အလှန်စကားပြောဆိုတဲ့အခါမှာခက်ခဲတာစိုးရင်ကြောက်ကြတာကိုယ့်ကိုသတိထားပြီးတော့အမြဲတမ်းပူပန်နေရလေးရှိတယ်ဒါကြောင့်မို့ပဲသူတို့လူတွေကဒီလိုမျိုးခံစားချက်တွေကိုကကွယ်ကြုံလာဖို့အတွက် social interaction တွေကိုရှောင်ရှားလာကြပြီးတော့တဖြည်းဖြည်းနဲ့လူအတိုင်းဝိုင်းရဲ့အပြင်ဘက်ကိုရောက်သွားလေးရှိကြတယ်။နံပါတ်4 reserve introvert ဒီ introvert လေးတွေကကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်အစီအစဉ်ဆွဲတွက်ချက်ပြီးတော့မှလုပ်တဲ့ introvert လေးတွေပါ။အဲ့ဒီလို plan ချပြီးလုပ်မှပဲသူတို့ကိုသူတို့လုံခြုံတယ်လို့ခံစားရစေတယ်။စကားပြောရင်လည်းဘယ်တော့မှလက်လွတ်စပယ်မပြောဘဲစဉ်းစားပြီးတော့မှပြောလို့ရှိတယ်။အဲ့ဒါကြောင့်ပဲသူတို့လေးတွေရဲ့လှုပ်ဆောင်ချက်တွေကကောင်းမွန်ပြီးတော့စကားပြောတဲ့နေရာမှာလည်းအချက်တကျပြောနိုင်သူလေးတွေပါ။လူအဖွဲ့အစည်းမှာတော့ extrovert ဖြစ်ဖို့တာတွန်းအားပေးတတ်ကြပေမဲ့ introvert တွေရဲ့စွမ်းအားကိုလည်းမိမထားသင့်ပါဘူး။ introvert တွေကမှန်ကန်တဲ့ပတ်ဝန်းကျင်ရဲ့အပိတ်ကူညီမှုကိုရလို့ရှိရင်သူတို့ရဲ့အရေးရှိကိုထုတ်ပြနိုင်တာကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုနီးမှန်လက်မှန်နဲ့ပြုစုပူထောင်သင်ပါကြောင်းပြောကြားရတဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပေးလိုက်ပါတယ်နော်။